အားလုံးပဲမင်္ဂလာပါခင်ဗျာဂျမ်မတ်မှာကြိုဆိုပါရစေကျွန်တော်ကတော့စီတူအောင်ပါကျွန်တော်ဂျမ်မတ်ကနေပြီးတော့ဂျမ်မတ်တိုးဆိုတဲ့အစီအစဉ်လေးတစ်ခုရှိပါတယ်ဒီအစီအစဉ်ကတော့ကျွန်တော်ကြောင်းမြတ်နဲ့ဆိုင်တဲ့ဘူးတရတွေကိုကျွန်တော်အောက်လို့သွားပြီးတော့ရိုက်ကူးမဲ့အစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ရောက်ရှိနေရတော့ဒီ Lotte Hotel ပဲဖြစ်ပါတယ်ဒီ Lotte Hotel မှာရန်ကုန်တိုင်းကြောင်းမြတ်လုပ်ငန်းရှင်များအသင်းကနေပြီးတော့ဥဆောင်ကျင်းပတဲ့ပြင်စမအကြိမ်မြောက်ကြောင်းမျက်နှာပြပွဲရှိပါတယ်ခင်ဗျာဒီကြောင်းမျက်နှာပြပွဲကိုကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာကြောင်းမျက်နှာပြပွဲမှာဆိုင်ငယ်ပေါင်း150ကျော်ခင်းချင်းပြသထားပါတယ်ခင်ဗျာအဲ့ခင်းချင်းပြသထားတဲ့ဆိုင်ငယ်တွေမှာတော့မိုးကိုကြောက်တွေကြောက်စိမ့်တွေစိန်တွေမြတွေစသဖြင့်ခင်းချင်းပြသထားပါတယ်ကျွန်တော်လည်းလူလိုက်ပါကြည့်ရှုအောင်ခင်ဗျာဒီရဲ့နာမည်လေးနဲ့ဆိုင်လေးကိုမိတ်ဆက်ပေးပါအောင်ဗျ။ ဒီလိုကကျတော့ Night Family Move ပေါ့နော် General Jewelry Company စိုက်ထားတယ်။အန်ဒီကတော့တမင်တနိုင်တိုင်းမှာအားလုံးကတော့မကြမ်းမသိရပေါ့နော်။ โอเคဒီနေ့အခုဒီကြောက်ပွဲမှာလေဘာတွေပြတ်တာရောင်းချတာလည်းမသိဗျ။ ဒီကြောက်ပွဲမှာကတော့လေဟိုပေါ့နော်မိုးတွင်ထွက်တည်ဖြစ်တယ်။မိုးကထွက်တဲ့တွင်ထွက်အစုံပေါ့နော် Ruby Sapphire Spinel ပြီးတော့ Mineral ပါတယ်ပေါ့နော်ပြီးတော့ Redstone တွေလည်းပါတယ်ပြီးတော့ချက်ပိန်တချို့လည်းပြတ်တာရောင်းချတာနော်โอเคဒီကြောက်ကိုဒီလောက်ကင်နေတာဆိုဘယ်လောက်ကြာတယ်မသိဘူးဗျအဲ့ဒီလိုမေးမယ်ဆိုတို့တွေကလေဟိုမဟုတ်တူမဟုတ်သားတွေပေါ့နော် generation business လို့ပြောရတဲ့အခုအဖွာဒီပါလက်ချက်ပြီးတို့တွေလက်ချက်နော်ပြီးတော့ next generation သားတွေလက်ချက်ပြီးပါလာပေါ့နော်โอเคဒီ generation business ဖြစ်တယ်ပေါ့ခုဒီပြည်တွင်းပွဲနေမဟုတ်ဘဲနဲ့တခြားဘယ်လိုတော့ရောက်ရောင်းချခဲ့လဲကျွန်တော်ပြည်တွင်းပွဲတွေမကောက်ဘူးပေါ့နော်နိုင်ငံတကာပွဲတွေဖြစ်တဲ့ဒီဘန်ကောက်ပွဲဟောင်ကောင်ပွဲ B3 လင်္ကာပွဲစင်ကာပွဲတို့တွေကျွန်တော်တွားခဲ့တာလေနှစ်ပေါင်း20ကျော်ပြီပေါ့နော်အခုလည်းလက်ရှိတွားနေပြီပေါ့နော်ဒီနေ့ကနေတော့2ချိန်ကျော်တွားပြစ်တယ်ခင်ဗျာအခုဆိုရင်ဒီပြပွဲမှမဟုတ်ဘူးပေါ့နော်တခြားဒီကြောက်တွေကိုဝယ်ကျင်နေဆိုရင်ဘယ်ကိုလာဝယ်ရမလဲဝယ်ကျင်နေဆိုတော့ကျွန်တော်ကအိမ်မှာအိမ်ဆိုင်လေးပေါ့နော်အိမ်နဲ့ပြပွန်လာတာရှိတယ်အဲ့ဒါကတော့ဘန်နဲ့မှာပေါ့နော်127D1B ဒီဒါရှိတဲ့ဟောင်းမှာဖွင့်လာပါတယ်ခင်ဗျာကဲပါမိလာအပ်နေပါတယ်ခင်ဗျာကျေးဇူးပါကဲပါခင်ဗျာConsequence of being incompetent. Mental health is confidence. Dreams and some honestness. I'm not here to save the day. That's for you to take. ပါရှင်ပါအခုဒီကျန်ကဒီကြောက်မဲ့ပြောင်းပွဲမှာဘာတွေရောင်းချထားလဲမသိဘူးဗျဟုတ်အဓိကညီမတို့ဆိုင်နေကြတော့မြမတဘာဝလက်ဝဲရည်နာတွေဖြစ်တယ်ဗရမ ्या နီလာဒါအပြင်မှာအခြား other semi precious stone တွေဖြစ်တယ်ဆက်ရောဆုံးပြတ်ကြတာထားပါတယ်ရှင်ဟုတ်ကဲ့နောက်ပြီးတော့ဒီကြောင်းမြက်တွေလက်ဝဲရည်နာတွေပေါ့နော်ဟိုဝဲလူတွေဆိုတော့ဘယ်လိုမျိုးတွေစီစဉ်နေများထားရှိကြတယ်မသိဘူးဗျအဓိကတော့ညီမတို့က promotion item ပုံစံမျိုးနဲ့ဆိုတော့ဒီအဓိကညီမတို့ဒီတစ်ခါ launch ဆောင်ကြတော့ profit making plan ဆိုတဲ့ညီမတို့ပစ္စည်းလေးတွေ product collection ပေးပြီးပြင်ဆင်လာခဲ့တာရှိတယ်အခုခင်းထားတဲ့ပစ္စည်းအားလုံးပါဝင်တယ်ပေါ့နော်ဆိုရင်ဒါတွေကဘယ်လိုမျိုး value ပေးထားရလဲဆိုရင်အခုဝယ်ရေးဈေးကိုမှအဲ့တွေကသုံးဆွဲတူပါပေါ့နော်ဝစ်စင်နေရင်းနဲ့15လနောက်ပိုင်းမှာ +7% အမြတ်ရတယ်ဆိုရင် profit လုပ်ထားပေးတာရှင်အဲ့တော့ဝစ်စင်နေရင်းနဲ့တန်မိုးအပြင် value added ဖြစ်တယ်ဆိုတော့ investment ဖြစ်တယ်ဆိုတော့ quality လေးတွေရေးထားပြီးတော့ investment ဖြစ်တယ်ဆိုတော့thinking လေးကိုအဲ့တွေကိုပြီးချင်တာပေါ့နော်အဲ့ဒီအတွက်ကိုပြီးတော့မှတွေးပြီးတော့မှလာရောက်ဖွင့်ပြသက်တာထားပေးရရှင်ဟုတ်ကဲ့ပါအခုဒီကြောင်းမဲ့ပြပွဲမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ကျန်တဲ့အခြေအနေမှာလာဝယ်ခြင်းတဲ့လူတွေအတွက်ကိုဘယ်လိုလာဝယ်ရမလဲသိပြအဓိကညီမတို့ဆိုင်လိပ်စာပေါ့နော်ဆိုင်လိပ်စာကကြတော့30A ပြည်လန်9မိုင်မှာ showroom ရှိပါတယ်ရှင်ကိုအဲ့ဒီမှာတော့ product item ကတော့ပုံပြီးများပို့ချိလို့ရပါတော့ဒီမှာတော့ညီမတို့က product color လုပ်ပြီးပဲရွေးလာတာဖြစ်တယ်နည်းနည်းပဲတော့ရှိမယ်ပေါ့သို့တော်ညာလည်းအဓိကပေးချင်တဲ့ message ကကြတော့ဒီလိုမျိုး daily wear 100 200ပတ်ချလေလောက်ကစားလို့ဒီလိုမျိုးပစ္စည်းကြီး quality ကောင်းတဲ့ပစ္စည်းကြီးတွေအထီကိုမှ profit +7% အမြတ်ရတဲ့ item တွေအများကြီးပါနေရဆိုတော့
ဒီပွဲလေးကိုလည်းလာရောက်လေးလာပြီးတော့ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင် အခုဒီ product တွေနဲ့ပတ်သက်ပြီးတော့ဒီ certificate တွေကကြတော့ဆိုင်ရထုတ်ပေးရတာဗျ ဟုတ်လက်ရှိညီမတို့ဒီပစ္စည်းတွေအားလုံးအတွက်ဆိုညီမတို့ဆိုင်မှာ international certificate တွေဖြစ်တဲ့ GRS, GIA, SSCF, Kubernetes စသဖြင့် international certificate တွေကအားလုံး ready လုပ်ထားပြီးသားရှင်ဆိုတော့ approve ကကြောင်းမြတ်ကတဘာဝလက်ဝိတဘာဝမိုးကုတ်ကြောက်ဖြစ်မယ်တဘာဝမိုးကုတ်မီလာဖြစ်မယ်စတဲ့ approve အကုန်ဒီကလည်း international certificate တွေ ready ပြင်ထားပေးတယ်ရှင်ဆိုတော့သုံးဆွဲသူဘက်က where you do customer အနေနဲ့လုံးဝ safe side ဖြစ်တဲ့ဘက်ကညီမတို့ကြိုတင်စီစဉ်ထားပေးတယ်ရှင်ဟုတ်ကဲ့ပါငယ်မမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့အမတို့ဒီကျောင်းမဲပြပွဲမှာလေဘယ်လိုတွေများခင်းချင်းပြတာထားလဲမသိဗျဒီ exhibitor အနေနဲ့ first time ဖြစ်တယ် first day မှာတော့အများကြီးခင်းတယ်ဟုတ်ကဲ့အများကြီးခင်းတယ်ရှိရဟာတွေပြချင်တာပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့လှအောင်မပြချင်တော့တယ်။ဘာကြောင့်လဲဆိုတော့ mindset ကပြောင်းသွားတယ်။တချို့ဆိုင်တွေလှလေးခင်းထားတာလေကိုကအမှအတွေ့အကြုံလေးရသွားပြီးတော့လှတာလေးပဲမှလှတာလေးမဟုတ်အကုန်လုံးတော့လှတယ်ဒါပေမဲ့မှလှဒီထဲမှာဘိုးဆန်ဆန်လေးနဲ့ပေါ့နော် mindset လေးတစ်ခုနဲ့မှခင်းပြပါတယ်။ဟုတ်ကဲ့ဟုတ်။ဒီကျောင်းမဲပြပွဲမှာဒီကျောင်းမဲနာတွေကိုလေ promotion ပေးတာမျိုးရှိလားဗျဟုတ်ပါတယ်ရှိတယ်ဆိုတာကတော့ဒီ blue com လဲဆိုအများကြီးလည်းပေးလို့မရအောင်အများကြီးပေးလို့မရအောင်ဆိုအခုအချိန်မှာလည်းအထက်တစ်ခုခတ်ဖို့ဆိုတာလည်းလွယ်တာမဟုတ်ဘူးเนาะပြီးတော့အကုန်လုံးကလည်းကြောက်ဈေးကအဆရရကလည်းလေတကယ်ပစ္စည်းကောင်းလို့ရှိရင်ဈေးတွေကလည်းအရန်မြင့်မားနေတဲ့အချိန်မျိုးမှာကြတော့မတို့ကဝယ်သူကိုစိတ်ချတဲ့လောက်အောင်လေးထီတော့10 to ပေါ့เนาะတချို့ဟာလေးတွေကြတော့လေဟိုပါပေါ့เนาะပေးလို့ရသလောက်ပေါ့ up to 20% လောက်ထီတော့မှပေးပြီးတော့ရောင်းချပေးလျက်ရှိပါတယ်ပေါ့เนาะဒီနေ့ပွဲအတွင်းမှာဆိုတော့ဟုတ်ကဲ့ဒီမဟာဒီကျောင်းမဲနာဆိုင်ကိုဒီပြပွဲအတွင်းတာမဟုတ်ပဲပဲနဲ့ဒီတခြားအချိန်တွေလာဝဲခြင်းနေဆိုရင်ဘယ်ကိုလာခဲ့ရမလို့သိကြမဟာ showroom ကတော့เนาะတက္ကသိုလ်ရိပ်သာလမ်းမှာလမ်းသစ်မှာဖွင့်ထားတယ်524 University Avenue ပေါ့เนาะဒီတမောက်မှာအဆောက်အဦကြီးရဲ့မျက်စောင်းထိုးမှာသုံးတက်အဆောက်အဦကြီးမဟာဆိုပြီးတော့ရေးထားပါတယ်အဲ့မှာမရှိကိုလာလို့ရတယ်ဒါပေမဲ့မတို့ကဆိုင်ကကြတော့ဟိုပါပေါ့เนาะ appointment only တော့အမကိုပေါ့เนาะပစ္စည်းတွေကလည်းအဲ့လိုပေါ့ပြရမယ်ဆိုရင် unique ဖြစ်တဲ့ဟာလေးတွေပဲမတို့ကစီစဉ်ထားတော့ appointment only ဆိုရင်မပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်မင်္ဂလာပါမင်္ဂလာပါရှင်ဒီပါအရင်ဆုံးလေးအမရဲ့နာမည်နဲ့မတို့ရဲ့ကျောက်ဆိုင်နာမည်လေးမိတ်ဆက်ပေးပါအောင်ဗျအမနာမည်ကမခင်မာပါဆိုင်နာမည်ကတော့ Unique Gem San January ပါရှင်ဟုတ်ကဲ့ဒီအမတို့ဒီကျောက်မဲပြောက်ပွဲမှာအမတို့ဘာတွေရောင်းချတာလဲမသိဗျမိုးကုတ်ကျောင်းနဲ့ပတ်သက်ပြီးအကုန်ရပါတယ်ရှင် Semi Precious လည်းရတယ်ဗရမ ्या နီလာ Spin နဲ့လည်းအကုန်ရပါတယ်ရှင်ဟုတ်ကဲ့ဒီကျောက်လုပ်ငန်းကိုအမတို့လှုပ်လာတာဘယ်တော့ကြာပြီလဲဗျကျောက်လုပ်ငန်းလှုပ်လာတာတော့အခုနှစ်ပေါင်းနဲ့ဆို35နှစ်ရှိသွားပြီရှင်ကျောက်မြဲရနာတွေကိုအမတို့ဘယ်လိုတောင်းယူပြီးတော့ရောင်းချပေးနေလဲမသိဗျတောင်းယူမှုအပိုင်းမှာတော့ယုံကြည်စိတ်ချစွာဝယ်ယူလို့ရတယ်ကိုယ်တိုင်ကြောက်သွင်းဆရာကိုဘေးမှာထိုင်ပြီးတော့မှတွေးခိုင်းတယ်တွေးပြီးတော့မှကျမတို့ကဒါကို generally ပြန်လုပ်တယ်ဆိုတော့တစ်ဆင့်နဲ့ဒီလိုအပြီးထိဖြစ်အောင်လုပ်ပေးရပေါ့နော်ဝန်ဆောင်မှုအပိုင်းမှာလည်းတောင်းယူမှုတောင်းခံမှုအပြည့်အဝရှိပါတယ်ဟုတ်ကဲ့နောက်အမတို့ပြန်တွင်းထည့်လေတချို့တွေလက်ခံပေးရလို့ကြားတယ်ဟုတ်လက်ခံပေးပါတယ်ကျမတို့ရဲ့ဒီ jewelry ကိုထိခိုက်မှုဘာမှမရှိထားဘူးဆိုရင်တစ်နှစ်နေလို့ရှင် 5% နဲ့အမြတ်ပေးပြီးပြန်ယူတယ်လို့3နှစ်နေတော့ 10% အမြတ်နဲ့ပြန်ပေးပါတယ်ရှင်ဟုတ်ကဲ့ဒီကျောက်မျက်နှာပြပွဲမှာမဟုတ်ဘဲနဲ့တခြားအချိန်တွေကျောက်တွေကျောက်မျက်နှာလာဝယ်ခြင်းနေဆိုရင်ဘယ်ကိုလာခဲ့ရမလဲဗျဆိုင်ရုံးခန်းရှိပါတယ်ရှင်29လမ်းအောက်ဘလောက်ကုန်တယ်လမ်းနဲ့ဗန်ဒူလာကြားထဲမှာ Unique Gem ဆိုပြီးဖွင့်ထားပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါအများကြီးရောပါသေးတယ်ဟုတ်ကဲ့မတို့နာမည်နဲ့မတို့ဆိုင်နာမည်လေးကိုမိတ်ဆက်ပေးပါဦးခင်ဗျဟုတ်ကဲ့ကျွန်မ Cheese Star ဆိုင်ပါရှင်ဟုတ်ကဲ့ပါခင်ဗျာကျွန်မလာမင်းရှင်ဆိုင်ပါရှင်ဟုတ်ကဲ့ပါခင်ဗျာဒီအမတို့ဒီကြောက်မျက်နှာပြပွဲမှာဘယ်လိုကြောက်တွေခင်းချင်းပြတာထားလဲမသိဘူးဗျအစီပိုင်းအစပေါ့နော်အသေးပိုင်းလေး quality မတူတလို့ပေါ့နော်စိတ်နှုံးနဲ့အဆဆရှိကြပါတယ်ရှင်ဒီကြောက်မျက်နှာပြပွဲမှာလေမတို့ဒီ promotion ပေးထားရ discount ပေးထားရများရှိလားဗျရှိပါတယ်ရှင်ဟုတ်ကဲ့10%ကနေ 20% ရှိပါတယ်ရှင်။အော်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ဒီကျောင်းမျက်နှာတွေကိုဒီကျောင်းမျက်နှာပြပွဲအပြင်ပေါ့နော်ဒီဝယ်ယူခြင်းနေဆိုရင်ဘယ်မှာဝယ်ယူလို့ရမလဲဗျ။မန္တလေးမှာမဟာအောင်မြင်ကျောက်ဝမ်း88လမ်းလမ်း39 40ကြားပေါ့နော်လက်လက်ကနဲ့ပေးတယ်ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကျေးဇူးပါခင်ဗျာအများကြီးရောင်းပါခင်ဗျာကျေးဇူးပါပါစီပါဟုတ်ကဲ့ပါ
အခုဂျမတ်2အစီအစဉ်ကနေပြီးတော့ကျောင်းမျက်နှာပြပွဲအကြောင်းကိုတင်ဆက်ပေးတော့တာဖြစ်ပါတယ်ကျွန်တော်တို့ဂျမတ်2အစီအစဉ်ကနေပြီးတော့အခြားစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အကြောင်းအရာလေးတွေကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်